2021 နွေဦးတော်လှန်ရေးနဲ့အတူပဲခူးရိုးမမှာလက်နက်ကင်ပုံကန်တာတွေတွေ့ရပြီးပဲခူးတိုင်းစစ်ဒေသခွဲအဖြစ် PDF တပ်ရင်းတွေဖွဲ့စည်းထားတာလည်းတွေ့ရပါတယ်။ PDF တပ်ရင်းတွေကိုအရင်ဖွဲ့စည်းပုံအတိုင်းပဲခူးအရှိမှာတောင်ငူခရိုင်နဲ့ပဲခူးခရိုင်ပဲခူးအနောက်မှာပြည်ခရိုင်နဲ့တာယာဝတီခရိုင်ဆိုပြီးခရိုင်၄ခုမှာတပ်ရင်းတွေဖွဲ့စည်းထားပါတယ်။တောင်ငူနဲ့ပဲခူး PDF တပ်ရင်းတွေဟာစစ်တောင်းမြစ်အရှိက KNU နယ်မြေကိုအခြေပြုပြီးရွှေချင်းကြောက်ကြီးမုံတောင်ငူဖြူညောင်လေးပင်ပဲနွယ်ကုန်းတလျှောက်လှုပ်ရှားပါတယ်။ရိုးမအနောက်ချမ်းပြည်တာဝတီတပ်ရင်းတွေနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ပကဖ LPDF တွေကတော့ပဲခူးရိုးမကိုအခြေပြုလှုပ်ရှားပါတယ်။ပဲခူးရိုးမမှာတိုက်ပွဲကြီးတွေမရှိပေမဲ့ပျောက်ကြားတိုက်ပွဲတွေအများကြီးဖြစ်ခဲ့သလိုအင်အားဆယ်ကနန်းရှိတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုဖျက်တောက်ချေမှုန်းနိုင်တာတွေ့ရပါတယ်။စစ်တပ်ကတော့ပြည်내တာယာဝတီမှာရွာတွေကိုမီးရှို့ဖျက်ဆီးပြီးရက်ဆက်တုံ့ပြန်ပေမဲ့ဖြတ်လေးဖြတ်လုပ်ပြီးထိုးစစ်မဆင်နိုင်ပါဘူး။စစ်ကောင်စီရဲ့တကြောင်ထိုးစစ်ကြောင်းတွေကလည်းမိုင်းဆွဲခံရဖြတ်တောက်တိုက်ခိုက်ခံရတာတွေနဲ့အမဲ့ချွေခံနေရပါတယ်။ရိုးမအနောက်ချမ်းက PDF လှုပ်ရှားမှုတွေဟာရောကြမသွားတဲ့အပြင်တန်ရင်သစ်ထပ်ပြီးဖွဲ့တာကို2024မှာတွေ့ရပါတယ်။2024မှာပဲပြည် PDF ရာကနန်းဟာတောင်ကုတ်ပထောင်းစစ်မျက်နှာအတွက် AA နဲ့ပူးပေါင်းမှုတွေလုပ်ခဲ့ပါတယ်။ NUG တောင်ပိုင်းတိုင်းလက်အောက်ခံရိုးမစစ်ကြောင်းတွေကလည်းရွှေချင်းကြောက်ကြီးမုံဒေသတွေမှာစစ်တပ်စခန်းတွေကိုသိမ်းပြီးစစ်တောင်းမြစ်အနောက်ဘက်ကိုထိုးဖောက်နေတာတွေ့ရပါတယ်။ဒါပေမဲ့ဒီတပ်တွေကိုဖာပွန်တိုက်ပွဲခေါ်သုံးလိုက်လို့စစ်တောင်းမြစ်တလျှောက်လှုပ်ရှားမှုတွေအားပြော့သွားပေမဲ့ KNU PDF ပူးပေါင်းတပ်တွေဟာစစ်တောင်းမြစ်အရှိဘက်သာမကအနောက်ဘက်နဲ့ရန်ကုန်မန္တလေးကားလမ်းဟောင်းကြားထိပါစိတ်ဝင်ထိုးဖောက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်2024နှစ်ကုန်နဲ့2025နှစ်ဆန်းမှာစစ်တောင်းအနောက်ဘက်နဲ့ညောင်လေးပင်ပဲနွယ်ကုန်းတလျှောက်တောင်ပိုင်းတိုင်း PDF တပ်ရင်းတွေနဲ့ KNU တပ်မဟာ3ကတရင်ထိုးဖောက်လှုပ်ရှားပါတယ်ဒီဒေသကစစ်ကောင်စီတပ်ရဲ့ကာကင်းစခန်း9ခုကို2025ဖေဖော်ဝါရီ15ရက်မှာတပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ပွဲတွေကို MOD စစ်စင်ရေးနယ်မြေအမှတ်2ကုတ်ကဲမှုအောက်မှာရှိတဲ့ဗျူဟာ24 25 26သူ့လက်အောက်ခံ PDF တပ်ရင်းတွေနဲ့အတူ KNLA တပ်ရင်း9တို့ပူးပေါင်းတိုက်ခိုက်တယ်လို့သိရပါတယ်။ဒါဟာအရင်စစ်ရေးလှုပ်ရှားမှုတွေနဲ့ကွဲပြားတဲ့အခြေအနေကိုစစ်တပ်ရင်ဆိုင်နေရတာပါ။စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာပဲခူးအရှိကကရင်စစ်မျက်နှာဘက်ပဲဥတီပြီးတပ်နေရာချထားတာတွေ့ရပါတယ်။ပဲခူးအနောက်ပြည်နဲ့ပထောင်းကိုတော့လုံခြုံစိတ်ချရတဲ့ဒေသလို့သတ်မှတ်ပြီးကပ္ပစစက်ယုံတွေတည်ထားတာတွေ့နိုင်ပါတယ်။လက်ရှိအခြေအနေအရပဲခူးအနောက်ချမ်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေပထောင်းအနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေရေကြီးငတိုင်းချောင်းတို့ကို AA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်လာပြီးစစ်ရေးအရပြင်းပြင်းထန်ထန်ချိန်ချောက်လာနေပါပြီ။ AA စစ်ကြောင်းတွေနဲ့အတူ ARD စစ်မျက်နှာမှာ ARD PDF ဗျူဟာ29နဲ့လက်အောက်ခံတပ်ရင်းတွေအပြင်အခြားຫນွေဦးတော်လှန်ရေးတပ်တွေပါဝင်လာတယ်လို့သိရပြီးပြည်ပထောင်စစ်မျက်နှာမှာ AA PDF ຫນွေဦးတော်လှန်ရေးတပ်တွေပါဝင်လာတယ်လို့သိရပါတယ်။တပခစစ်ဌာနချုပ်အတွက်စစ်မျက်နှာနှစ်ဖက်ညှပ်ပိတ်ခံနေရပြီးပထောင်မှာရှိတဲ့ကပ္ပစစက်ယုံတွေလုံခြုံရေးကိုပူပန်နေရပါပြီ။စစ်တောင်းကနေပဲခူးစစ်မျက်နှာကိုထိုးဖောက်ဝင်ရောက်လာတဲ့တောင်ပိုင်းတိုင်းတပ်တွေနဲ့အတူ ARD နဲ့ရန်ကုန် PDF တွေလည်းပါလာပါတယ်။ရန်ကုန် PDF ကပဲခူးရိုးမတဲ့ဝင်လာပြီးရင်တာယာဝတီ PDF နဲ့ကြောချင်းကပ်ပြီးတိုက်ကြီးမော်ဘီစတဲ့ရန်ကုန်တိုင်းနယ်မြေတဲကိုစိတ်ဝင်ထိုးဖောက်မဲ့အလားအလာရှိပါတယ်။ ARD PDF တွေကလည်းတာယာဝတီခရိုင်ကတဆင့် ARD တိုင်းအတွင်းဝင်ရောက်မဲ့အနေအထားရှိပါတယ်။ဒီလိုအခြေအနေကိုစစ်ကောင်စီကတွက်ဆပြီးဖြစ်ပေမဲ့စစ်အင်အားမလုံလောက်တဲ့အပြင်လူထုထောက်ခံမှုလည်းမရှိလို့ဘယ်လိုမှတားဆီးနိုင်မှာမဟုတ်ပါဘူး။လက်ရှိပဲခူးရိုးမမှာခရိုင်၄ခုက PDF တပ်တွေလှုပ်ရှားနေနိုင်ပြီးစစ်တောင်းတလျှောက်ကရင်စစ်မျက်နှာမှာလဲတော်လှန်ရေးအင်အားစုတွေအားကောင်းနေပါတယ်။ပဲခူးအနောက်ဘက်စစ်မျက်နှာနဲ့ ARD စစ်မျက်နှာမှာလဲ AA နဲ့ပူးပေါင်းတပ်တွေအားကောင်းမောင်းတန်ဖြစ်နေပါတယ်။ PDF တပ်တွေအနေနဲ့ပဲခူးရိုးမမှာအားဖြည့်လှုပ်ရှားနိုင်ခဲ့ရင်ပဲခူးရိုးမသာမကရန်ကုန် PDF တွေကိုလည်းပံ့ပိုးနိုင်ပါမယ်
ရိုးမမြောက်ပိုင်းကနေပြည်တော် PDF တွေရိုးမအရှိစစ်တောင်းမြင့်ဝမ်းက KNU နဲ့ PDF တပ်တွေရိုးမအနောက်နဲ့ AR က AA နဲ့ပူးပေါင်းအင်အားစုတွေဟန်ချက်ညီညီလှုပ်ရှားရမှာဖြစ်တယ်လို့အပြန်အလှန်လဲအကူအညီပေးကြရမှာပါစစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်ကတော့စစ်တောင်းမြင့်ဝမ်းကအရှိမီပြည်ပတောင်းကအနောက်မီပဲခူးရိုးမကအလဲမီတွေပေါင်းဆက်လိုက်ရင်အယူမီဝိုင်းဖြစ်သွားပါလိမ့်မယ်လက်ရှိရန်ကုန်ကတပ်တွေကိုညောင်ချုံနဲ့ AR ပို့ထားရလို့ပဲခူးရိုးမကိုစစ်ကူမပေးနိုင်တော့ပါဘူးတပ်မ66နဲ့89တပ်ရင်းဌာနချုပ်တွေကလည်းတပ်သားသစ်ဖြစ်ယုံကလွဲပြီးထုံနှုတ်အင်အားတောင်မရှိတော့ပါဘူးပဲခူးရိုးမအရှိစစ်တောင်းတွင်မြင်ကို KNU နဲ့ PDF ပူးပေါင်းတပ်တွေစိုးမိုးလာနိုင်တာပဲခူးရိုးမအနောက်ဘက်ကရခိုင်ရိုးမမှာ AA နဲ့ပူးပေါင်းတပ်တွေထိမ့်ချုပ်လာနိုင်တာကြောင့်ပဲခူးရိုးမစစ်မျက်နှာဟာ2025မှာစစ်ရေးလှုပ်ရှားမှုတွေအားကောင်းလာမှတေချာတလောက်ရှိပြီးမြန်မာပြည်ရဲ့အသေးနှလုံးရန်ကုန်မြို့ကိုကင်လှုပ်လာနိုင်ပါတော့မယ်စစ်ကောင်စီအတွက်ကတော့စစ်မျက်နှာအသစ်တွေတိုးပြီးစစ်အင်အားမလုံလောက်တာကိုပုံမရင်ဆိုင်ရမှာဖြစ်ပါတယ်။ຫນွေဦးတော်လန်ရေးအင်အားစုတွေအနေနဲ့ကတော့တိုက်ခိုက်ရေးအတွေ့အကြုံမရှိတဲ့တပ်သားအသစ်တွေပါတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုကောင်းစွာခြေမုံနိုင်မှာဖြစ်ပါတယ်။